လူတယောက်ဒီရေဖန်ကွက်ကိုမကားအตาရလှုပ်ရမ်းလိုက်သည်ခဏချင်းတွင်ရေကြိုးရိုးသည်ဝိုင်းနီတစ်ခါအဖြစ်သူပြောင်းလဲသွားသည်သို့တော့သူသည်အမှန်တကယ်လို့မျက်လက်စရာတယောက်မဟုတ်ပါသူသည်မျက်လက်စရာအားလုံးကခါခါတီတီမုန်တိကြသည်သူဖြစ်သည်သူ၏လက်ဖွားကိုဖြန့်ပြလိုက်တော့အခါလက်ထဲတွင်စိုးစေအနီရောင်ကိုဝတ်ထားသည်ကိုတွေ့ရသည်သူသည်လည်းရခင်ကမျက်လက်စရာတူဖြစ်ခဲ့ဘူးတော့လေဤနီးဖြင့်ပတ်စံရှာရသည်မှာအလွန်နှီးကွေးသည်ဟုသူကထင်မြင်မိသည်ထို့ကြောင့်သူသည်မျက်လက်လောက၏စီးမြင့်များကိုချိုးဖောက်ကမျက်လက်ဖော်ကောင် magic ဒီပန်းကဖြစ်လာခဲ့သည်လွန်ခဲ့သောရက်အနည်းငယ်ကကိုဘီသည်အကြီးစားမျက်လက်ရှိုးတစ်ခုသို့ရောက်လာခဲ့ပြီးဖြက်စင်တစ်ခုလုံးကိုဗီဒီယိုကင်မရာအသေးလေးဖြင့်မှတ်တမ်းတင်ထားခဲ့သည်ထိုရှိုးပွဲတွင်မျက်လက်ဆရာသည်ပရိသတ်ထဲမှကန်ထူးရှင်များကိုရွေးချယ်ရန်ကဏ္ဍသုံးလုံးကိုကြပ်ပန်းရွေးခိုင်းလိုက်သည်မကြမီအလန်အမီရှိအမျိုးသားတူစင်ပေါ်သို့တက်လာသည်အလန်သည်ပြင်စစ်နိုင်ငံမှဖြစ်ပြီးသူ၏ငွေများကိုပြင်စစ်နိုင်ငံတစ်ခုမှအနှံထားသည်ကိုသိရသောအခါမျက်လက်ဆရာကဖျော်ဖြေမှု၏အခက်အခဲအဆင့်ကိုချက်ချင်းမြင့်တင်လိုက်သည်၎င်းတို့သည်လက်ပီဂတ်စမွန်နွေပြင်စစ်နိုင်ငံရှိပဲရစ်ဘန်ကိုဓားပြတိုက်ပြမည်ဟုဆိုသည်မျက်လက်ဆရာကအလန်ကိုပြင်ဆင်ထောက်သည့်ပစ္စည်းများဝတ်ခိုင်းသည့်နောက်ဖဲထုတ်ထဲမှဖဲချက်တစ်ခုကိုရွေးကလက်မှတ်ထိုးခိုင်းလိုက်သည်ထို့နောက်လီဆာကအနက်ရောင်ဖဲချိုးရှည်တစ်ခုကိုထုတ်လိုက်သည်စင်အလဲတွင်ထူးဆန်းသောဆက်ပစ္စည်းတစ်ခုပေါ်လာသည်အလန်သည်ထိုဆက်ထဲသို့လမ်းလျှောင်ဝင်သွားသည့်ပရိသတ်အားလုံး၏ရှေ့မှောက်မှာတခဏချင်းပျောက်ကွယ်သွားသည်လူတိုင်းအံ့ဩနေစင်ပါပဲအလန်ဤပုံရိပ်ပြီးမျက်နှာဖြင့်ပေါ်တွင်ပေါ်လာသည်သူသည်တနီးနာဖြင့်ဗန်ဤငွေတိုက်ခန်းထဲသို့ရောက်ရှိသွားခြင်းဖြစ်သည်မိုက်ဤလမ်းညွှန်ချက်ဖြင့်အလန်သည်ဒေါ်လာတန်း30ပုံထားသည့်စင်စီသို့ဖြည်းဖြည်းချင်းလမ်းလျှောက်သွားသည်ထို့နောက်သူလက်မှတ်ထိုးထားသည့်ဖဲချက်ကိုထုတ်ကာဝင်ခွင့်လက်မှတ်နှင့်ပိုက်၍ငွေပုံကြားစရာသို့ပစ်ထည့်လိုက်သည်ထိုအချိန်တွင် Paris ဘဏ်ကဝန်ထမ်းများသည့်အလုပ်ဆင်းလာကြပြီးမန်နေဂျာနှင့်လုံခြုံရေးဝန်ထမ်းကငွေတိုက်ခန်းကိုစစ်ဆေးရန်လာရောက်လာကြသည်ရုတ်တရက်ငွေတိုက်ခန်းထဲတွင်ထူးဆန်းသောအခြေအနေတစ်ခုဖြစ်ပေါ်လာပြီးအားပြင်းသောစုပ်ယူမှုတစ်ခုကချမ်းပင်ပေါ်ရှိငွေများကိုမျက်နှာချက်လေးဝက်လေးထွတ်ပေါက်ထဲသို့စုပ်ယူသွားတော့သည်ငွေများသည်ပိုက်လိုင်းများထဲမှတစ်ဆင့်အလွန်မြန်သောအရှိန်မြင့်ထွက်ခွာသွားကြသည်ဘဏ်ဝန်ထမ်းများငွေတိုက်ခန်းကိုဖွင့်ကြည့်တော့အခါငွေနှင့်ထိုလူသည်လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်အလန်၏လက်မှတ်နှင့်မျက်လက်ရှိုးလက်မှတ်သာချန်ရိခဲ့သည်ထိုအချိန်တွင်လက်ပေကက်စီမျက်လက်ခန်းမှငွေများပြန်ဝယ်နေသည်ဟုဆိုသည်ဤကဲ့သို့ပြောင်ပြောင်တင်းတင်းဗန်ဒါးပြတိုက်မှုသည်နိုင်ငံတော်ရဲတပ်ဖွဲ့၏အာရုံကိုရရှိခဲ့သည်ရဲတပ်ဖွဲ့ကမျက်လက်ဆရာလီဟူကိုဖမ်းဆီးခဲ့ပါသည်သို့သောတရားရုံးက၎င်းစုကိုပြစ်ဒဏ်မချမှတ်နိုင်ခဲ့ပါအပြဲကြောင့်ဆိုသောထိုညကတောင်းနှင့်ချီသောပရိသတ်များကမျက်လက်ဆရာများသည်ထိုနေရာတွင်သာရှိနေကြောင်းတပ်တွေထွက်ဆိုနိုင်ခဲ့ကြလို့ဖြစ်သည်၎င်းတို့ကိုပြစ်ဒဏ်ပေးမည်ဆိုပါကကဘာပေါ်တွင်မျက်လက်ပညာတကယ်ရှိသည်ဟုဝန်ခံရတော်မူဖြစ်သည်ထို့ကြောင့်တပ်တွေမလုံလောက်မှုဖြင့်၎င်းတို့ကိုပြန်လွှတ်ပေးခဲ့ရသည်အမှန်စင်ကြယ်ကိုဘီသည်ဤမျက်လက်ကွက်ကိုဖော်ထုတ်ရန်ကြိုးစားနေခြင်းဖြစ်သည်ပရိသတ်များသည်မျက်လက်ဆရာများ၏လှည့်စားမှုကိုခံရသည့်ထက်အမှန်တရားကိုသိရှိစိတ်ပိုပြင်းပြကြသည်ဟုသူကဆိုသည်